ကိုဆိုင်တော့သိခေါ်တော့လေကျွန်တော်စောင့်နေတာကျွန်တော်အဲ့တော့မင်းကစပိန်ဖန်ပေါ့ စပိန်ဖန်ကြာပြီလားစောင့်နေ ကြာပြီတော်တော်ကြာပြီကိုဆိုင်တော့ရောက်လာတယ်ကျွန်တော် ငါဘယ်တော့စင်ခေါ်လို့လဲ ကိုဆိုင်တော့မနေ့ကသိခေါ်တာလေ ဟုတ်လား မနေ့က ဒီနေရာပဲပေါ့ဟိုကစပိန်ရှုံးလို့ရှင်ဒီနေရာမှာအဖေခံမလို့ပြောတာ လို့ပြောတာအားကြောင့်မလားစောင့်နေ စောင့်နေကြာပြီပေါ့ ကြာပြီ ဘယ်ချင်းနဲ့စောင့်လဲ ညနေလောက်တည်းထိုင်စောင့်နေလာမှာဆိုလို့ထိုင်စောင့်နေ သူကစပိန်ဖန် စပိန်ဖန် အကောအာဂျင်တီးနားဖန် အာဂျင်တီးနားဖန်အခု ကျွန်တော်တော့ယောက်ျားဂရီတီရယ်နော်ရောက်လာတယ်နော် ရောက်လာတယ်ရောက်တယ် ရောက်လာတယ် ရောက်လာတယ် ပြီးမှ ပြီးမှကျွန်တော်လည်း ယောက်ျားဆိုအဲ့လိုဂရီတီရတယ်နော်ဟုတ်တယ်နော်โอเค မှန်တယ်โอเค အဲ့လိုသွားမယ် တော့မယ်ကဲကျွန်တော်သွားပြီနော်ဟိုသူကကျွန်တော်နဲ့ကောင်ကြီးတယ်ဆိုတော့အမလေးအမလေး